Hello ကိုစတေးထားတော့ပိုင်းတဲ့ channel ကနေအားလုံးကို welcome ပါဒီဗီဒီယိုကတော့ဒီ channel ရအစဆုံးဗီဒီယိုပေါ့နော်အဲ့တော့ဟိုတစ်ဖက် no contact တွေပေါ့ဟိုအဆက်တွေပြန်ရတဲ့သူတွေအတွက်တစ်ဖက်လူခံစားချက်ကိုကြည့်မယ်အဲ့တော့ကြားရဖိုက်တဲ့တစ်ခုကိုရွေးလိုက်ပါရှင် Okay ဖိုင်ဝါရေးထားတဲ့သူတွေမင်္ဂလာပါဒီနေ့ဖိုင်ဝါလေးတွေအတွက်တစ်ဖက်လူရဲ့ခံစားချက်အစစ်မှန်ပေါ့ no contact တွေ Oh embrace ကအနေနဲ့ကတော့သူကိုချစ်နေသေးတာပေါ့ဖိုင်ဝါလေးတွေ no contact တွေကကောင်းပါလေတစ်ဖက်လူကကိုဟိုပါလေမေတ္တာရရှိမေတ္တာရရှိနေသေးတယ်လို့မြင်ရပါတယ်ရှင် The Hermes Friend of Pentacles ဟုတ်ကဲ့ဒါဆိုရင်ဒါတော့စောက်ထိုးကြရတယ်ဆို The Hermes Friend of Pentacles ပြီးရင် Eye of Cups ကတော့စောက်ထိုးကြီးဆိုတော့ဘယ်လိုပြောရလဲသူကိုနဲ့မပြတ်ချင်ဘူးပေါ့နော်သူကိုနဲ့မချက်ချင်ပါဘူးချစ်လားဆိုတော့လည်းချစ်တယ်ဒါပေမဲ့အခုသူတယောက်တည်းအချိန်လိုနေတာပေါ့အိုးဒီမှာကောင်းတော့တတမမတထဝါဘလိုကြီးလဲသူကချစ်လားဆိုတော့ချစ်ပါလေသူကိုမြစ်တာရပြင်းနဲ့ချစ်တယ်ပေါ့ထွက်သွားချင်လာတဲ့ဟိုပြတ်ချင်လာတဲ့မပြတ်ချင်တာဘူးတဲ့ပြီးတော့သူတယောက်တည်းအေးအေးဆေးဆေးခဏလေးအချိန်ယူနေအဲ့တော့သူကအချိန်လေးခဏလေးပေးလိုက်ပါရှင်အဲ့တော့နောက်တစ်ကသူကိုပါပြောချင်နေတာလေသူကိုပြောချင်နေတဲ့စကားဟိုSeven of Cups ပကံရောမရှိဘူးနောက်တစ်ကအိုးတယ်လားလေးဖောင်းလိုက်သူအခုရှောက်ထွေးတာပေါ့ဒါပေမဲ့သူကိုနဲ့ဟိုပါလေအချင်းမြတ်တာအစိနဲ့သူကိုချစ်တယ်အဲ့တော့သူပြန်ဆက်သွယ်လာမလားလို့အဖြေထောက်ရင်အခုသူရှောက်ထွေးတယ်ဒါပေမဲ့သူကိုချစ်ပါတယ်အဲ့တော့ဖိုင်ဝါလေးပဲကြည့်တော့ပါပဲကြည့်ရဲကျေးဇူးတင်ပါတယ်အားပဲတာ Okay ဖိုင်တူတွေလည်းမင်္ဂလာပါဖိုင်တူနဲ့အဆက်တွေပြည့်နေတဲ့တစ်ဖက်လူရဲ့လက်ရှိခံစားချက်ကိုကြည့်ပါမယ်ရှင်နော်အဲ့တော့ဒီကလည်းရင်ဖွင့်ရမယ်Friend of One ဒီတကနဲ့ဆိုရင်တော့မာနာလို့ခံစားလိုက်ရတယ်ကွာတစ်ဖက်လူကမာနာနဲ့အဲ့လိုမျိုးလားမသိဘူးOh Seven of Pentacles Temperance ကြည့်ရတော့သူရဲ့ခံစားချက်ကဘယ်လိုပြောရမလဲဒီဖိုက်ကတော့သူကိုစီရောမာနာနဲ့ထပ်သွားတာမာနာနဲ့အဆက်တွေဖြတ်လိုက်တာလည်းဖြစ်ချင်တယ်ဖြစ်မှာပေါ့ဒီ Seven of Pentacles ကြည့်ရသူတစ်ခုကိုစောက်ဆိုင်နေတယ်ကွာကျွန်မသိဒီဖိုက်တူးလေးတွေကသူ့ကအရင်တော့ခေါ်မှာကိုသူစောက်နေတယ်လို့မြင်ရတယ်အဲ့ဒါသူကိုကသူ့ကအရင်တော့ခေါ်ပြီး Temperate Energy နဲ့ဟိုပါလေ
တရားမျှတအောင်သွားရင်ပြန်အဆင်ပြေနိုင်တယ်လို့တွေ့ပါလေရှင်အဲတော့အခုသူကိုပြောနေခြင်းနဲ့စကားတကယ်လို့ကြည့်ပါမယ်သူကိုပြောနေခြင်းနဲ့စကား201 okay တေးချာပြီသူကိုစောက်ဆိုင်ရဲ့ကိုသူကအရင်တော့ခေါ်မှသူစောင့်ရပေါ့အဲ့တော့ဒီတော့ပါပဲဒီဗီဒီယိုကတူလေးပဲဆိုတော့ဖိုက်တူရဲ့ကြည့်ပဲမင်းကအားကျေးဇူးတင်ပါရှင်နောက်ဗီဒီယိုကြမှာတွေ့ကြမယ်နော် okay ဖိုက်ထရီတွေမင်္ဂလာပါရှင်ဒီနေ့ဖိုက်ထရီရဲ့တစ်ဖက်လူဟိုပါလေအဆက်တွေပြန်နေတဲ့တစ်ဖက်လူရဲ့ခံစားချက်ကိုကြည့်မှာနော်အဲ့တော့ဒီကလည်းကြည့်ချင်အိုးဒါဟီယိုဖန်ကြည့်ရတစ်ဖက်လူကပြောရကလည်းအရင်ဆွဲတယ်ဝေါတစ်ဖက်လူဖိုက်ထွေးတယ်ပေါ့ရှိလက်ရှိခံစားချက် Seven of Cups Six of Cups Oh Seven of Pentaclesကျွန်မကြည့်ရတဟီရဖန်ရဲ့တစ်ဖက်ရဲ့လက်ရှိခံစားချက်ကတော့အခုသူရှောက်ထွေးတာပေါ့နော်ဒီတဟီရဖန်ကနေတော့ဘယ်လိုပြောရမလဲသူဖြစ်ချင်တာကိုထပ်ဖြစ်သေးတာကိုရွေးချယ်ရကွာဒါတော့သူရဲ့မိသားစုကိုဖြစ်သူရဲ့ဘေးနာတငယ်ချင်းကိုဖြစ်ဘယ်လိုပြောရမလဲတရားမျှတအောင်တွားရပါဥပမာသူမိသားစုကဖိုက်ထွေးကိုမကြိုက်ဘူးဆိုရင်အဲ့လိုမျိုးသူမိသားစုကိုရွေးချယ်တာပေါ့ပြီးရင်ဒီတစ်ခုကတော့စောက်ဆိုင်ပါကိုစောက်ဆိုင်နေရတယ်ပါတွေကိုစောက်ဆိုင်နေကြတယ်ရှင်ဟုတ်စောက်ထွေးကြဒီဟာတော့စောက်ထွေးရအိုးဒီဆောက်ရဟန်ဒီကောင်ကသူပါဟဆောက်ဆိုင်လဲကျမတော့မရရဘူးဒီမှာထူအောက်ခေါင်းနဲ့အဲ့တော့စောက်ကြတယ်အဲ့တော့သူကိုနဲ့ပြန်အဆင်ပြေမှာကိုသူစောက်ဆိုင်အဲ့တော့သူပြောချင်နေတဲ့စကားတက်ကဆွဲရမယ်သူဖိုက်ထွေးကိုပြောချင်နေတဲ့စကားသူစောက်ရပါပေါ့ okay သူပြောနေချင်တဲ့စကားတော့သူဖိုက်ထွေးကိုစောက်နေပါရှင်အဲ့တော့ဖိုက်ထွေးရဲ့အဖြေတွေရတော့မယ်လို့ထင်ပါတယ်ဗီဒီယိုတိုလေးဖြစ်တော့ဒီလောက်ပါပဲကြည့်ပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြောင့်ထပ်တွေ့ကြမယ်နော်